Jila Doya Dita Sansan, Hinanli Muivi, Chiale Lugu Yoshine, Bayo and Nago, Majili and Nabi, Benzin and Tintin, Salula Yangone, the Bawa Sansan, Hing only the question on Libido, Yawu. ကျိုတင်ပြင်ဆင်ရမယ့်ပစ္စည်းကတော့ငါ့ကိုစာစနွင်ချုံမုံနေနဲ့နေထားပေးပါခရမ်းကျင်သီးလေးနှလုံးလောက်သုံးမယ်အပင်စိမ်းရွက်အနေငယ်မကြီးရည်လေးအသင့်တင်ပိန်ရိုးကိုအမြင်နဲ့ခွာပြီးတော့စားရည်နေနဲ့ဆင်အောင်ဆေးပေးပါကဲဒါဆိုရင်နောက်တစ်ဆင့်ချက်နီကိုသွားပြီးတော့ဆက်ကြည့်မယ်စီအသင့်တင်ထဲစနွင်မုံလေးထဲမညက်တညက်ထောင်ရတဲ့စက်သွန်ပြူစက်သွန်နီလေးတွေကိုမွေးနေအောင်ခဏလောက်လောပြီးရင်တော့အယောင်လေးအတွက်အစိမ်းမုံလေးအသင့်တင်ထဲမီးလေးပုံမှန်လောက်နဲ့အစိမ်းမုံနှံ့နေလေးပြောင်းသွားပြီဆိုလို့ရှိရင်တော့ငါးလေးတွေကိုထည့်ပါမယ်ငါ့ကိုကြတော့ကျွန်တော်ငချင်းဖြူလေးကိုတုံးထားပေးပါတယ်ငါးရဲ့အသားလေးတွေတင်းကျုံလာပြီဆိုလို့ရှိရင်တော့ရေလေးအသင့်တင်လောက်ထိုက်ပြီးတော့ထည့်ပါမယ်ခင်ဗျာအရသာပိုင်းကိုကြတော့ကျွန်တော်စားလေးအသင့်တင်ထည့်အချိုမုတ်လေးအနေတော့ပြန်ထည့်တယ်ပြီးရင်တော့အချင်ရသာအတွက်မကြီးရေလေးအသင့်တင်ထည့်ဟင်းလေးစားကောင်းစီဖို့အတွက်ကြတော့ရေချိုးငပိရေလေးပါအနေတော့လောက်ထည့်တယ်ပြီးရင်တော့ခင်းညစ်ဒီနှလုံးပပတိထားတာလေးထည့်အပေါ်အောက်တစ်ခေါက်မွေအဖုံးလေးလွန်အောင်ပိတ်ပြီးတော့ဟင်းအိုးလေးပပဆိုတာတစ်စီတစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်ကိုယ်တိုင်ကြော်ချက်ဖို့အချိန်မရှိတဲ့ချစ်ညီကိုတွေအတွက်ကျွန်တော်ကိုယ်တိုင်ကြော်ချက်ထားတဲ့အသစ်ဆိုင်ဟင်းထုတ်လေးတွေကိုလည်းမှာယူနိုင်ပါတယ်ခင်ဗျာအခုလိုဟင်းအိုးလေးပပတစ်ချိန်ပြန်ဆူလာပြီဆိုလို့ရှိရင်တော့ရေစစ်ထားတဲ့ပိန်ရိုးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာပိန်ရိုးမရှိတဲ့ဒေသတွေမှာဆိုလို့ရှိရင်တော့ကြာရိုးနဲ့ပြောင်းချက်မဲ့ဆိုရင်လည်းပြောင်းချက်လို့ရပါသေးတယ်ဗျာဒီချိန်မှာဟင်းအိုးရဲ့အပေါ်ငန်အရာတာကိုမီးမယ်ဆိုလို့ရှိရင်လည်းမီးလို့ရပါပြီခင်ဗျာရနံ့လေးမွေးပြီးစားကောင်းစေခြင်းနဲ့ဆိုလို့ရှိရင်တော့အပင်စိမ်းရွက်လေးကိုအတင်တင်အောင်ထည့်ပါမယ်ဗျာတကယ်လို့အပင်စိမ်းမကြိုက်တဲ့ချစ်ညစ်ကိုတွေဂျင်းလေးကိုပြောင်းသုံးမယ်ဆိုလို့ရှိရင်လည်းပြောင်းသုံးလို့ရပါတယ်ငရုတ်သီးစိမ်းလေးပါကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီမှာတခါတည်းငရုတ်သီးစိမ်းလေးပါထည့်ပြီးရင်တော့မီးလေးကိုလျှော့အဖုံးလေးကိုလောင်ပိတ်နောက်ထပ်9မိနစ်လောက်ကြာပြီဆိုလို့ရှိရင်တော့အရန်ကိုမှမွေးကြိုင်ပြီကြေးရွာဒေသဆက်ဆန်းစားလို့ကောင်းပြီအရသာရှိတယ်ပိန်ရိုးနဲ့ငါမကြီးရည်နဲ့အချင်းဟင်းလေးရပါပြီခင်ဗျာဒီလိုအချင်းဟင်းလေးကဘယ်လိုမျိုးနဲ့လိုက်တယ်ဆိုလို့ရှိရင်တော့ငါ6ကြောဒါမှမဟုတ်လို့ရှိရင်တော့ငပိတောင်ဆက်ဆက်လေးနဲ့တွဲစားမယ်ဆိုရင်လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ခင်ဗျာမင်္ဂလာပါစားကြပါဦးနော်ဒီနေ့တော့ချက်နီကတော့ရိုးရှင်းတယ်ဘာမှတော့ခက်မရှိဘူးနော်အေးဆန်းလေးချက်ထားတာဆိုတော့ငါဘိုက်သားတွေကတော့ကျွန်တော်ကြိုက်တယ်ပေါ့နော်အဲဆိုတော့အစီတွေလည်းပါတယ်ဆိုတော့ခက်ဆွဲဆန်းတယ်စားကြပါဦးညာပေါ်မှာပေါ့ဒါတွေတော့ငါ6လေးကိုငါပြီးကောင်ကိုပြန်ကြော်ထားတာကောင်းတယ်မိန်နဲ့မျိုးတို့ရေပိန်ရိုးနေပဇွန်နဲ့ချက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အထင်တော့ငါးနဲ့အပူတော့လိုက်တယ်ပဇွန်နဲ့ကတော့ဟင်းကြိုတွေချက်တော့တဲ့ခါမှာပဇွန်နဲ့ပူလိုက်တယ်ဒီလိုအချင်းချင်းချက်မယ်ဆိုရင်တော့ငါးနဲ့ပူလိုက်ပါခင်ဗျာရုပ်ဒီစိမ့်တော့လေးကြိုက်ရင်တော့ကြိုက်ပါတော့အရသာရှိပြီစားလို့ကောင်းတယ်ပိန်ရိုးရယ်ပြီးလို့ရှိရင်ငါရယ်အချင်းဟင်းလေးချက်သားကြည့်နော်င
နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာ bye bye